ဘုံကဲ့တဲ့ဆက်ရှိနစ်ကကျမရဲ့အချစ်ဆုံးတငယ်ချင်းကသူမရဲ့ကလေးနဲ့ကျမရဲ့ကလေးကိုခိုးပြီးလဲလှယ်နေတာကိုကျမမျက်စိနဲ့တက်အပ်မြင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမသူမကိုချက်ချင်းမဖော်ထုတ်ခဲ့ပါဘူးသူမထွက်သွားတာနဲ့မိခင်နဲ့ကလေးနားနေခံလေးကိုတွားပြီးကလေးနှစ်ယောက်ကိုမူလအတိုင်းပြန်လဲလှယ်ထားလိုက်ပါတယ်ဆက်ရှိနစ်တာကာလအတွင်းမှာကျမသမီးလေးအရွယ်ရောက်လာခဲ့တယ်ဒီနှစ်ဒီတစ်လျှောက်လုံးကျမတငယ်ချင်းမှာကျမသမီးကိုနေ့တိုင်းလာကြည့်ပြီးအဖိုးတာလက်ဆောင်တွေအမြဲပေးတတ်ပါတယ်ဒါပေမဲ့သူမရဲ့ကိုယ်ပိုင်သမီးလေးတကယ်တော့ကျမကလေးလို့သူမထင်ထားတဲ့ကလေးမှာတော့တော်ရုံတန်ရုံဝစ်စုံလေးတစ်ထည်တော့မရှိရှာဘူးကျမစိတ်မကောင်းချင်လို့သူမကိုနည်းနည်းတတိပေးမိတဲ့ခါသူမကအဲ့ဒီမိန်းကလေးအပေါ်ဒေါသတကြီးပြန်អော်ဟစ်ပါတယ်သူမရဲ့လုပ်ရတိုင်းဟာကျမမျက်စိထဲမှာတော့တော်တော်ဆိုးဝါးပါတယ်နောက်ရဲ့အနေငယ်ဆိုရင်မိန်းကလေးနှစ်ယောက်လုံးရဲ့အရွယ်ရောက်ချင်းအထင်းအမှတ်ပွဲရှိပါတယ်ကျမကကုမ္ပဏီကိုကျမသမီးလက်ထဲအနှင်းတော့မယ်ဆိုတာကိုသူမသိသွားတဲ့အခါသူမမျက်လုံးထဲမှာလောဘတွေပြည့်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကျမသမီးလေးကသူမရဲ့တငယ်ချင်းကိုအခန်းထဲခေါ်လာပါတယ်ကျမသမီးကအဲ့ဒီမိန်းကလေးအတွက်လက်ဆောင်အဖြစ်ဝစ်စုံလက်လေးတစ်ထည်ပြင်ဆင်ပေးထားတာပါမိန်းကလေးကဝစ်စုံလေးကိုဝစ်ကြည့်နေတော့မှပဲကျမတငယ်ချင်းရောက်လာပြီးချက်ချင်းပဲဒေါဘတွေပောက်ကွဲပါတော့တယ်အဲ့ဒီမိန်းကလေးကဒီလောက်လှတဲ့ဝစ်စုံမျိုးနဲ့မထိုက်တန်ဘူးလို့သူမကထင်နေတာပါသူမဟာအဲ့ဒီမိန်းကလေးကိုဘောကဝစ်စုံကိုအကျဉ်းဆွဲချုပ်ဖို့အထိကြိုးစားခဲ့ပါကျမကကလေးနှစ်ယောက်ကိုအစောကြီးကလေးကပြလဲထားခဲ့ပြီးမြဲဒီလိုရက်ကိုကြည့်မနိုင်တာကြောင့်သူမကိုတားဆီးလိုက်ရပါတယ်ပွဲချင်းပါတဲ့နေ့မှာကျမတငယ်ချင်းကအစောကြီးရောက်နေပါတယ်သူမကကျမသမီးကိုနှွေးထွေးစွာဖတ်ထားပြီးမြဲသူမနောက်မှာရက်နေတဲ့သူမသမီးအရင်လေးကတော့နွမ်းပါတဲ့ဝစ်စုံလေးကိုပဲဝစ်ထားရရှာတယ်ကျမသမီးရဲ့လက်မှာချစ်ရလေးတစ်ခုမြင်လိုက်တာနဲ့သူမကကျမကိုအတုံးမကျတဲ့မိခင်လို့အော်ဟစ်ဆဲဆိုပါတော့တယ်ဒါပေမဲ့သူမသမီးအရင်ရဲ့လက်မှာဒဏ်ရာအပြင်းထန်ရနေတာကိုတော့သူမလုံးဝဂရုမစိုက်ပါဘူးသူမစိတ်ဝင်စားတာကကျမကကုမ္ပဏီကိုကျမသမီးလက်ထဲအပ်မှာကိုပဲဖြစ်ပါတယ်သူမရဲ့မောင်ဖြစ်သူကသူမရဲ့အမူအရာတွေကြောင့်အမှန်တရားပေါ်သွားမှာဆိုလို့သူမကိုအမြန်ဆွဲခေါ်သွားပါတယ်ဒါကိုကြည့်ပြီးကျမကတော့ပြုံးနေမိတယ်အဲ့ဒီအချိန်မှာပဲဆေးရုံကဖုံးဆက်ပြီး DNA စစ်ဆေးချက်ရလက်ထွက်ပြီးလို့ပြောပါတယ်သူမကမစောင့်နိုင်တော့ပဲသူမမောင်ကိုအဲ့ဒီရလက်သွားယူဖို့ချက်ချင်းလွတ်လိုက်ပါတယ်ပွဲစားတဲ့အခါကျမကလူအများရှိမှကုမ္ပဏီကိုကျမသမီးလက်ထဲအနှင်းကြောင်ကြီးညာလိုက်ပါတယ်ကျမကစာချုပ်မှာလက်မှတ်ထိုးပြီးသမီးလက်ထဲအပ်လိုက်တဲ့အခါကျမတငယ်ချင်းကရင်ခုန်စိတ်လှုပ်ရှားလို့ထိမ့်မရတော့ပါဘူးသူမကစင်ပေါ်ကိုအပြေးတက်လာပြီးသူမရဲ့နွမ်းပါတဲ့သမီးလေးကိုဘေးကိုတွန်းဖယ်လိုက်ပါတယ်ပြီးတော့ကျမသမီးအတွက်အထူးအံ့ဩစရာ surprise တစ်ခုရှိတယ်လို့ပြောပါတော့တယ်ကျမကတော့သူမကိုတိုက်တစ်ဆက်ကြည့်နေမိတယ်တကယ်ပွဲကောင်းကအခုမှစတော့မှဆိုတာသူမလုံးဝမသိသေးပါဘူး